ဒီနေ့တထားကစာရေးဆရာမထက်ကြီးရဲ့အမျိုးသမီးတစ်ယောက်ရဲ့ပုံရိပ်ဆိုတဲ့စာအုပ်ကလေးကိုအပိုင်းလေးအဆက်ကလေးဆက်ပြီးတော့ဖတ်ပြသွားပါမယ်ရှင်။တန်မိုးတွေကိုယ့်ရဲ့အခြေခံတန်ဖိုးစံနှုန်းတွေနဲ့ကိုက်ညီမှုရှိရဲ့လားအဲ့ဒါကကျမအတွက်တော်တော်ကိုအရေးကြီးပါတယ်။တခါတလေအများအကြိုက်အောင်မြင်မှုငွေကြွေးနာမည်ကြီးမှုတွေနောက်ကိုလိုက်မှာလားကိုယ့်တန်ဖိုးစံနဲ့ကိုက်ညီတဲ့ကိုလေးစားရတဲ့လူတစုရဲ့အပေးချီမြောက်လေးစားတာကိုယူမလားဆိုတာကျမအတွက်အရေးကြီးတဲ့ပေးရန်တစ်ချောင်းပါပဲဒီနေ့ဒီအချိန်ထိခက်ခဲတဲ့ဆုံးဖြတ်ချက်တော်တော်များများကိုဒီပေးရန်နဲ့တိုင်းတာလေးရှိပါတယ်ပျော်ရွှင်မှုနောက်ဆုံးတစ်ချက်ကကိုယ့်ရဲ့ပျော်ရွှင်မှုပါဒါလှုပ်လိုက်လို့ကိုရမယ့်ပျော်ရွှင်မှုကသူများကိုမထိခိုက်ရန်လုပ်ပါတယ်ဘဝကတူတူလေးပါမနှက်စားစားတဲ့အချိန်မွန်ဟင်းငါစားမှလားထမင်းကြော်စားမှလားဆိုတာကိုတော်တော်စဉ်းစားနေရတယ်ဆိုရင်မိတ်ဆွေရဲ့အချိန်တွေတော်တော်ကုန်နေပါပြီလှုပ်ရှားရှိတာမြ мян တွတ်တွတ်လှုပ်ဘဝမှာမဖတ်ဘူးတဲ့စာအုပ်တွေဖတ်မသွားဘူးတဲ့ခရီးတွေသွားကိုတောင်ပြန်တုံးလှုပ်စေတဲ့ချဲလန့်တွေလှုပ်စိတ်ပြက်စရာလူတွေကိုဘဝတွေကထုတ်ကိုတည်သွားတဲ့အခါဘဝမှာတခုခုတော့ကောင်းလေးတွေလှုပ်ခဲ့တယ်ဆိုတဲ့အတိလေးနဲ့သိရဖို့ကအရေးကြီးပါတယ်ဆုံးဖြတ်ချက်တိုင်းကိုမြင်ဆန်ဆန်ချရမယ်လို့မဟုတ်ပါဘူးတည်တည်ချာချာစဉ်းစားသုံးသပ်တာမျိုးလုပ်ရမယ့်နေရာမှာခွန်အားစိတ်အားတွေကိုသုံးကျင်နေဆိုရင်တိတ်အေးမကြည့်တဲ့ကိစ္စလေးတွေမှာမြင်ဆုံးဖြတ်ပြီးအကျိုးရှိတာတစ်ခုခုထားလုပ်ဖို့ကအရေးကြီးလာပါတယ်အခုစာဖတ်နေတဲ့မိတ်ဆွေလည်းကိုသုံးသပ်ကြည့်ဖို့ဖိတ်ခေါ်ချင်ပါတယ်ဘာမဟုတ်တဲ့ဆုံးဖြတ်ချက်လေးကိုအကြာကြီးတွေးဝေနေတတ်တဲ့သူမျိုးလားရှိအတွက်စဉ်းစားရမယ့်အရာတွေကိုတေချာမစဉ်းစားဘဲခက်လွယ်လှုပ်လိုက်တတ်တဲ့သူမျိုးလားလက်ရှိမှာတွေးဝေပြီးဆုံးဖြတ်ချက်မချရဲလို့မချခြင်းလို့ပြစ်ထားတဲ့အချိန်ဆွဲနေတဲ့အရာဘယ်နှခုရှိလဲရှိရဆိုရင်တက်လိုင်းတစ်ခုသတ်မှတ်ပါဘယ်နည်းနောက်ဆုံးဖြတ်ချက်ချမလဲအကူအညီလိုရဆိုရင်ဘယ်သူစီကတောင်းမလဲဘလို့အချက်လက်တွေထပ်ပြီးစုဆောင်းထည့်သွင်းစဉ်းစားဖို့လိုမလဲယုံကြည်မှုကိုမိနစ်ပိုင်းအတွင်းတိဆောက်နိုင်ဖို့အကြံပြုချက်တွေဖော်ပြခဲ့တဲ့အချက်တွေအတိုင်းကိုဘာလဲဆိုတာအမှန်ကန်သိမယ်ကိုတန်မိုးထားမယ်အချိန်ပေးပြီးတိဆောက်မယ်တွေ့ဝေမှုတွေကိုကြော်လွှားပြီးဆုံးဖြတ်ချက်တွေချနိုင်မယ်ဆိုရင်မိမိကိုစစ်မှန်စွာယုံကြည်မှုရှိတဲ့အမျိုးသမီးတစ်ယောက်ဖြစ်လာမှာပါတခါတရံမှာယုံကြည်မှုကျဆင်းနေဆိုတာလည်းဖြစ်တတ်ပါတယ်ကိုမင်းနေတဲ့နေရာဒေသအပုံဝန်းကျင်တစ်ခုကိုတွားရတာမကျွမ်းကျင်တဲ့အလုပ်တစ်ခုကိုတာဝန်ပေးခြင်းခံရတာတခါမှမတွေ့ဘူးမမြင်ဘူးတဲ့လူတွေရှိမှစကားပြောရတာအစသဖြင့်ယုံကြည်မှုကိုထပ်ပြီး boost လုပ်ဖို့လိုအပ်တဲ့အချိန်တွေလည်းရှိနိုင်ပါတယ်ယုံကြည်မှုကရေရှည်တိဆောက်ရတာဖြစ်ပေမဲ့တခါတရံမှာရုတ်တရက်ချက်ချင်းမိမိကိုယုံကြည်မှုတိုးတက်အောင်လုပ်ဖို့လိုတာမျိုးကြုံရတဲ့အခါလှုပ်ဆောင်လို့ရတဲ့နည်းလမ်းလေးတချို့ကိုဝေမျှလိုက်ရပါတယ်မတ်ထိုင်မှာခန္ဓာကိုယ်နဲ့အုံနှောက်နဲ့ကဆက်ဆက်နေပါတယ်။ကိုယ်ကပြင်းတွဲကြီးနေလိုက်ရင်အုံနှောက်ကလေးကြီးဖြစ်သွားပြီးစိတ်ကပါပြင်းသွားရောတဲ့။ဒီတော့ကိုယုံကြည်မှုရှိပြီးအချိန်တိုင်းစမတ်ကြခြင်းရင်မတ်လေးထိုင်မတ်လေးလမ်းလျှောက်ဖို့တတိယပါ။တကိုးဆန်းအားကိုတက်စေတဲ့ကိုနေဟန္နာဒီနည်းကလည်းကိုဟန်အမူအရာကိုသုံးပြီးconfidence ချက်ချင်းတက်အောင်လုပ်နိုင်တဲ့နည်းပါ။လက်နှစ်ဖက်ကိုလေပေါ်မြှောက်ပြီးပူရှိတ်လုပ်တာမျိုးဟာ2 မိနစ်လောက်အချိန်2 မိနစ်လောက်လုပ်ပေးုံနဲ့အတိတာသေးတဲ့နည်းဖြစ်လို့အင်တာဗျူးဖြေကာနီးလူတွေရှေ့စကားထွက်ပြောကာနီးတွေမှာတယောက်တည်းအခန်းတကားပိတ်ပြီး power post လုပ်ကြည့်ပါလို့အကြံပေးကြပါတယ်။နောက်တစ်ချိန် presentation လုပ်တော့မယ်ဆိုရင်တယောက်တည်းရှိနိုင်မယ့်နေရာမှာသွားပြီးစမ်းသပ်လုပ်ဆောင်ကြည့်ပါ။ပြင်ပပုံပန်းတင်ပြင်ကိုဂယူစိုက်ပါကိုယ့်ရဲ့အဝတ်အစားတက်ရဲ့စမတ်ကြမှုဟာလည်းမိမိကိုယုံကြည်မှုရှိဖို့အရေးကြီးရဲ့လို့ဆိုရပါတယ်။ဘာဝေ confidence ရှိနေတဲ့လူလည်းရှိတာပါပဲ။ဒါပေမဲ့တက်ရဲ့စမတ်ကြနေရင်ကိုပို့ပြီးယုံကြည်မှုရှိသေးပါတယ်။တငယ်ချင်းမိတ်ဆွေရှိပါစေ။ကိုနားလည်ပြီးချစ်တဲ့ကိုပြောတာကို judge မလုပ်ဘဲနားထောင်ပေးမဲ့တငယ်ချင်းတစ်ယောက်လောက်တော့ရှိသင့်ပါတယ်။လေ့ကျင့်ခန်းလုပ်ခြင်းကျင်းသွားမှာမဟုတ်ပါဘူးအိမ်နေရင်လည်းလေ့ကျင့်ခန်းလုပ်လို့ရပါတယ်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်ကိုယ်ခန္ဓာကျန်းမာစိတ်ချမ်းသာပြီးကိုလည်းပို့ပြီးယုံကြည်မှုရှိစေပါတယ်ပုံဖော်မြင်အောင်တတ်ခြင်းလူတိုင်းမှာအိမ်မက်ရှိပါတယ်ကိုယ့်ရဲ့အိမ်မက်ကိုနေ့တိုင်းပုံရိပ်ဖော်မြင်အောင်တတ်စိတ်ကူးရင်တတ်တဲ့လူဟာအမြဲတက်ကြွနေတတ်ပါတယ်တဲ့ကြိုတင်လေ့ကျင့်မှာလေ့ကျင့်ထားတဲ့လူဟာယုံကြည်မှုရှိပါတယ်တဲ့ကိုလေ့ကျင့်ဖို့အချိန်ပေးတတ်တဲ့အကျင့်လေးရှိအောင်ကြိုးစားစေချင်ပါတယ်
မလေးကျင်ထားရင်လည်းအသက်ဝဝရှူသွင်းပြီးမမတ်ရက်ပြုံးပြီးကိုစွမ်းညံစွမ်းရှိသလောက်အကောင်းဆုံးလှုပ်ဆောင်ပါပြုံးခြင်းဟာနှလုံးသားရဲ့တကားပေါက်ပါတဲ့လူတိုင်းကိုအပြုံးနဲ့ဆက်ဆံခြင်းဟာကိုစိတ်သဘောထားကောင်းတယ်ပွင့်လင်းတယ်ကိုယုံကြည်မှုရှိတယ်လို့ထင်ရစေပါတယ်စိတ်ညစ်ညူးစေတဲ့အတွေ့အကြုံတွေကနေထွက်ပါအရေးကြီးဆုံးတစ်ခုကကိုပြောနေတဲ့ငါယုံကြည်ချက်မရှိဘူးဆိုတဲ့စကားတွေမကောင်းတဲ့အတွေ့အကြုံတွေကိုကြော်လွှားဖို့ပါပဲကောင်းထဲမှာကိုပြောနေတာတွေကိုဘယ်သူမှမမြင်ပါဘူးအပြင်ဘက်ကိုရှေ့မှာရှိနေတဲ့လူတွေအရာတွေကိုအာရုံထားလိုက်ပါဘဝကတူလေးပါကိုဖြစ်ချင်တဲ့အရာတွေကိုအာရုံစိုက်ပြီးကိုဘဝကိုစူးစမ်းထူထောင်နေတဲ့လူတွေကအမြဲတမ်းကိုယုံကြည်မှုရှိနေမှာပါလွန်ခဲ့တဲ့တစ်နှစ်ကမိတ်ဆွေတယောက်ရဲ့သမီးတွေကိုပြောပြပေးပါဆိုတဲ့ဟောပြောပွဲမှာမိမိကိုယုံကြည်မှုတိဆောက်ခြင်းနဲ့မိန်းကလေးငယ်တွေအတွက်အကြံပြုချက်လေးတွေကိုဒီလိုပြောပြခဲ့ပူပါတယ်ကိုသိပါကိုတန်ဖိုးထားပါကိုချစ်ပါဘာနဲ့မှဘာအကြောင်းနဲ့မှဘယ်သူနဲ့မှမနိုင်ရှင်ပါနဲ့လူရောစိတ်ပါလှပကျမ်းမာအောင်နေပါကိုစတိုင်နဲ့ကိုနေပါဝါသနာအတွက်အချိန်ပေးပါကိုပိုင်အချိန်ထားပါမိမိပတ်ဝန်းကျင်ကိုအကျိုးပြုပါစဖတ်ပါမကောင်းတာတွေကြီးပြောတဲ့ negative သမားတွေနဲ့တတ်နိုင်သလောက်ဝေးနေပါကိုရီကိုသွေး Your personality is a truth or you are so ကိုသွေးဆိုတာအသင်ဝိညာဉ်ရဲ့လက်နက်တစ်ခုပါမလှတဲ့သူမရှိတော့ဘူးလို့ဆိုရလောက်အောင်မိန်းကလေးတွေအလှချင်းပြိုင်ကြတဲ့ခက်ပါဖုန်းတွေကလည်းကောင်း social media ပေါ်မှာတက်ပုံရိုက်အပြိုင်ဆိုင်တင်ကြTikTok တွေဆော့ကြတဲ့ခင်မှုအလှအပရေးရာကိုစိတ်ဝင်စားတဲ့အမျိုးသမီးငယ်လေးတွေအများကြီးပဲရှိလာပါတယ်အလှအပအတွက်ပြပြနေကြသလိုပဲကိုသွေးကိုလည်းတောက်ပနေအောင်စူးစမ်းခြင်းကဒီနေ့ခင်မှာလိုအပ်တဲ့အရေးချင်းတစ်ခုဖြစ်ပါတယ်ကိုသွေးဆိုတာပါလဲကိုသွေးသည်ကျွန်ုပ်တို့တွင်ရှိသောပြင်ပသွင်ပြင်လက္ခဏာအားလုံးအပြုမှုအားလုံးနှင့်ကျွန်ုပ်တို့၏စိတ်ပိုင်းဆိုင်ရာစိတ်လှုပ်ရှားမှုနှင့်စိတ်နေသဘောထားများအားလုံးကိုတစုတပေါင်းတဲ့အဖြစ်သတ်မှတ်ရည်ညွှန်းခေါ်ဆိုခြင်းဖြစ်သည်ဒေါက်တာကျော်စိန်ကိုသွေးစိတ်ပညာလူတဦးရဲ့ထူးခြားတဲ့ဝိသေသလက္ခဏာတွေမတူကွဲပြားတဲ့အရေးအသွေးတွေစုပေါင်းထားတဲ့အဲ့ဒီလူရဲ့အတိအတပိုင်ဆိုင်တဲ့ဇယိုက်လက္ခဏာတွေပဲဖြစ်ပါတယ်လူတစ်ယောက်ရဲ့ကိုသွေးမှာအဲ့ဒီလူရဲ့အတွေ့အခေါ်တွေခံစားချက်တွေပြုမှုပြောဆိုမှုပုံစံတွေပါဝင်ပါတယ်လူတစ်ယောက်နဲ့တစ်ယောက်မွေးဖွားရာဒေသကြီးပြင်းလာတဲ့ပတ်ဝန်းကျင်ပြုစုပြောထောင်ခံရမှုပညာသင်ယူမှုဘဝအတွေ့အကြုံခံယူချက်တွေအပေါ်မူတည်ပြီးဒီလူရဲ့ကိုသွေးရဲ့လို့ဖြစ်လာပါတယ်လူအများနဲ့နေရတာကြိုက်တဲ့သူရှိတယ်လို့တယောက်တည်းနေရတာပြောတဲ့သူတွေရှိပါတယ်ဆုံးဖြတ်ချက်တွေမြင်မြန်ချခြင်းတဲ့သူတွေရှိတယ်လို့တည်တည်ချာချာအေးအေးဆေးဆေးဆုံးဖြတ်စဉ်းစားပြီးမှဆုံးဖြတ်တဲ့သူတွေလည်းရှိပါတယ်အာယုံထွေပြဖို့လွယ်ကူတဲ့သူတွေရှိတယ်လို့အာယုံစူးစိုက်မှုကောင်းမွန်တဲ့သူတွေလည်းရှိပါတယ်တမိပါတဲ့ကမွေးဖွားတဲ့အမွှား2ယောက်ဆိုရင်တောင်မှသူတို့ရဲ့အကြိုက်တွေယက်တီချက်ယုံကြည်ချက်တွေကွဲပြားနိုင်ပါသေးတယ်ကိုယ်တိုင်လည်းကိုသွေးနဲ့အကြိုက်တွေကိုတည်တည်ချာချာမသိရင်ကွဲပြားမှုတွေကိုနားမလည်ရင်အလုံးမှာမိသားစုထဲမှာလူမှုဆက်ဆံရေးမှာပြဿနာတက်ရတတ်ပါတယ်လူတစ်ယောက်ရဲ့ကိုသွေးဆိုတာခဏလေးနဲ့ဖြစ်တည်လာတာမျိုးမဟုတ်ပါဘူးအမျိုးသမီးတစ်ယောက်အနေနဲ့ဆိုလဲသူ့ကိုဘယ်လိုပြုစုပြောထောင်ခြင်းခံခဲ့ရတယ်လဲသူလေးစားအားကြရတဲ့ပုံကိုယ်တွေကဘယ်သူလဲသူ့ရဲ့အာသာချက်အားနည်းချက်တွေကဘာလဲသူ့ရဲ့ပတ်ဝန်းကျင်ကလူတွေကဘယ်လိုသတ်မှတ်ချက်တွေဘယ်လိုအလေးအထားတွေရှိလဲပညာရေးနဲ့သင်ယူမှုအပိုင်းမှာရောဘယ်လိုရှိသလဲ self image လို့ခေါ်တဲ့ကိုမြင်ထားတဲ့အမြင်ကဘယ်လိုနေသလဲအဲ့ဒီအရာတွေကိုပေါင်းလိုက်တဲ့အခါဘယ်သူနဲ့မှမတူတဲ့အဲ့ဒီအမျိုးသမီးတစ်ယောက်တည်းတီးတန့်ပိုင်ဆိုင်တဲ့ဝိသေသလက္ခဏာတွေရလာပါတယ်မိမိရဲ့ကိုသွေးကောင်းမှုကကိုပိုးပြီးလူမှုပတ်ဝန်းကျင်မှာသဘောကျနှစ်သက်လာစေတယ်စိတ်ဝင်စားစရာကောင်းစေတယ်ခင်မင်နှစ်လိုပွဲကောင်းစေတယ်ဘယ်လိုနေရာမျိုးမှာရှိနေသည်ဖြစ်စေဘယ်လိုအလုပ်မျိုးကိုလုပ်နေသည်ဖြစ်စေကိုသွေးကကို့အပေါ်မှာအမြဲတက်ရောက်မှုရှိပါတယ်ဒီအမျိုးသမီးကတော့ထက်မြက်တယ်ဒီအမျိုးသမီးကကျနာတတ်တယ်ဒီအမျိုးသမီးကတာဝန်ယူစိတ်ရှိတယ်တတ်တိရှိတယ်စကားပြောချိုသားတယ်ဆက်ဆံရေးကောင်းတယ်စသဖြင့်ကိုယ်တိုင်တခြားလူတွေရဲ့ကိုသွေးကိုတတ်မှတ်လေးရှိသလိုကိုလည်းမေးကြည့်စေချင်ပါတယ်ကိုဟာဘလို့လူလဲ
ကိုယ့်ရဲ့အရေးချင်းတွေကိုဘလောက်ထိအကောင်းဆုံးအသုံးချနေသလဲလူတွေနဲ့ဘယ်လိုပုံစံဆက်ဆံရေးတွေတိဆောက်ထားသလဲသတ်မှတ်ထားတဲ့ဘဝတန်ဖိုးဘယ်လူတွေကပါလဲမိသားစုနဲ့ပတ်ဝန်းကျင်ကိုဘာတွေတက်ရောက်မှုရှိနေသလဲဆုံးဖြတ်ချက်တွေဘယ်လိုချသလဲစသဖြင့်မိကြည့်ကြည့်ပါဒါဆိုကိုသတိထားမိသွားပါလိမ့်မယ် Big 5 Personality Theory ဒေါက်တာဂျော်ရန်ပီတာဆွန်ရဲ့ theory မှာလူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုအခုရေးထားတဲ့စရိုက်လက္ခဏာ၅မျိုးနဲ့တိုင်းတာကြည့်လို့ရတယ်လို့ဆိုပါတယ် extraversion လို့ခေါ်တဲ့ဖော်ရွေတယ်အပေါင်းအသင်းမင်းနဲ့မိမိကိုယ်ယုံကြည်မှုရှိတယ်အပြုသဘောဆောင်တဲ့စိတ်ရှိတယ်စိတ်မြန်တယ်ဒီလိုလူမျိုးလားဒါမှမဟုတ် introversion လို့ခေါ်တဲ့ရှက်တတ်တယ်ကိုယ်အတွေ့လေးတွေ idea တွေနဲ့နေတတ်တယ်လူစုလူဝေးထက်စားရင်ကိုယ်နဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်လေးအတွင်းမှာနေရတာကြိုက်တယ်အဲ့လိုလူမျိုးလား agreeable လို့ခေါ်တဲ့ကိုဘလောက်ထိနှစ်လိုပွဲကောင်းတယ်နှွေးထွေးနေတတ်တယ်ခင်စရာကောင်းတယ်လူတွေနဲ့ပြည့်ဆက်ဆံတတ်လဲဆိုတဲ့အချက်ပါကိုကကူညီတတ်ခင်မင်တတ်တဲ့သူမျိုးလားဒါမှမဟုတ်တန်တရားများတဲ့အရာရာကိုစမ်းစစ်ဝေဖန်တတ်တဲ့သူမျိုးလားတာဝန်သိခြင်းတာဝန်ကျေပွန်ခြင်းကိုဘလောက်ထိအလေးထားတဲ့သူလဲအလုပ်ကြိုးစားတဲ့အသက်ရက်တဲ့စိတ်ချရအားထားလို့ရတဲ့သူမျိုးလားဒါမှမဟုတ်ပေါ့ရော့တဲ့မတက်ရက်တဲ့လူမျိုးလား openness လို့ခေါ်တဲ့ကိုယ့်ရဲ့စိတ်ကူးစိတ်သွမ်းတွေခံစားချက်တွေ idea တွေဘလောက်အထိဖွင့်ထားသလဲအမြင်ကျတဲ့သူစဉ်းစားတွေးခေါ်နိုင်တဲ့သူမျိုးလားဒါမှမဟုတ်လက်တွေ့ကြပြီးဘောင်ထဲကအလုပ်လုပ်ရတာကိုပဲကြိုက်တဲ့သူမျိုးလားခံစားချက်တွေကိုဘလို့တုံ့ပြန်နေသလဲအပြောင်းလဲတွေကြုံလာတဲ့အခါခံစားချက်ပြင်းထန်နေသူလားဒါမှမဟုတ်ရင် ACP ခေါင်းအေးနဲ့ခံစားချက်ကိုထိန်းချုပ်နိုင်တဲ့သူမျိုးလားဒီ၅ချက်အပေါ်မှာမူတည်ပြီးတော့လူတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သွေးဆိုတာဖြစ်လာပါတယ်အဲ့ဒီကိုယ်ရည်ကိုယ်သွေးပေါ်မူတည်ပြီးတော့လဲသူ့ရဲ့ဘဝနေထိုင်မှုပုံစံအလုပ်လုပ်ပုံသားသမီးပြုစုပြောင်းထောင်ပုံဆုံးဖြတ်ချက်ချပုံတွေမှာတက်ရောက်မှုအများကြီးရှိပါတယ်ကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးဖြစ်လာစေဖို့လူသဘောကျအောင်ဆိုပြီးကိုယ်မှမရှိရဲ့ personality ကိုကြာဟန်ဆောင်လုပ်ပြလို့မရပါဘူးကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးပေါ်မူတည်ပြီးလှုပ်ဆောင်ချက်တွေကိုတစ်ဖက်လူကမြင်တဲ့အခါ first impression လို့ခေါ်တဲ့မြင်ချင်းလေးစားမှုဖြစ်လာပါတယ်မြင်ချင်းဖြစ်လာတဲ့အမြင်တွေပေါ်မှာမူတည်ပြီးလူတွေကကိုယ့်ကိုဘယ်လိုမြင်တယ်လဲဆိုတဲ့ image ပုံရိပ်ဖြစ်လာပါတယ် image ကနေနှစ်လကြာလာတော့ကိုယ့်ရဲ့ personal brand နာမည်ကောင်းဖြစ်လာပါတယ်။ကိုယ့်ရဲ့ကိုယ်သွေးကိုတိုးတက်အောင်လုပ်ယူလို့လေ့ကျင့်လို့ရတာမို့အချိန်ပေးပြီးသတိထားလေ့ကျင့်လို့ရပါတယ်။ကိုကအလုပ်တစ်ခုကို professional ကြလုပ်တော့မယ်။လမ်းကြောင်းတစ်ခုကိုလည်းစတင်လျှောက်လန်းနေပြီဆိုရင်တော့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေကိုယ့်ရဲ့ image နဲ့ personality ကိုအကောင်းဆုံးဖြစ်အောင်ဖန်တီးတည်ဆောက်ရမှာဖြစ်ပါတယ်။ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေးကိုအကောင်းဆုံးတည်ဆောက်ခြင်းနဲ့ဆိုရင်ဘဝမှာဘာဖြစ်ချင်လဲကိုယ့်ရဲ့ဘဝကိုဘယ်လိုတည်ဆောက်ခြင်းလဲဆိုတဲ့ရည်မှန်းချက်ရှိစေချင်ပါတယ်အမြင်ကျယ်ဖို့လည်းလိုပါတယ်ခက်ခဲတဲ့အချိန်တွေအခြေအနေတွေနဲ့တွေ့ကြုံရတဲ့အခါစိတ်တည်ငြိမ်နဲ့ဖြည့်ရှင်းနိုင်အောင်လေ့ကျင့်စေချင်ပါတယ်သင်ယူလေ့လာခြင်းသိရှိတာစာဖတ်တာအကောင်းမြင်သိရှိစိတ်အားထက်သန်မှုရှိတာမိမိကိုယ်တိုင်နဲ့ပတ်ဝန်းကျင်ကလူတွေကိုဂရုစိုက်တတ်တာမျှဝေတတ်တာဆက်ဆံရေးကောင်းတာတစ်ဖက်သားအပေါ်လေးစားမှုရှိတာတတိရှိတာဆုံးဖြတ်ချက်ချနိုင်တာကိုယုံကြည်မှုရှိတာကိုချင်းသိက္ခာရှိတာကောင်းမွန်စွာဝတ်စားဆင်ရင်ပြုပြင်နေထိုင်တတ်တာဒီအချက်တွေကလည်းအမျိုးသမီးတစ်ယောက်ရဲ့ကိုယ်ရည်ကိုယ်သေးကောင်းမွန်မှုကိုအများကြီးအထောက်ပံ့ပေးပါတယ်ဒါကြောင့်လူမှုဆက်ဆံရေးမှာလုပ်ငန်းခွင်တွေမှာမိသားစုတွေမှာကောင်းမွန်တဲ့ကိုယ်ရည်ကိုယ်သွေးကိုတိစောက်နိုင်နေဆိုရင်ကိုယ်တိုင်လည်းကိုကျဉ်းနှံ့မှုရှိလာမယ်ပိုပြီးအောင်မြင်ပျော်ရွှင်တဲ့ဘဝကိုလည်းတိစောက်နိုင်မှာပဲဖြစ်ပါတယ်လုပ်ငန်းခွင်ထဲမှာ personality ကောင်းတယ်ဆိုတဲ့ပုံရိပ်တိစောက်ခြင်းရင်ကိုအမြဲပြုပြင်တက်ရအောင်နေပါအမြဲတမ်းအချိန်မှန်အောင်ကြိုးစားပါစနစ်တကျအလုပ်လုပ်တတ်ပါစေသူများစကားပြောနေရင်စိတ်ပါလက်ပါနားထောင်ပေးပါကြိုတင်ပြင်ဆင်မှုရှိပါအလုပ်မှာကျင့်ဝတ်တွေကိုလိုက်နာပါစီကံလိုက်နာပါကိုအကြောင်းကိုလူတကာသိအောင်ရှောက်ပြောနေတတ်တာ social media ပေါ်မှာတင်တတ်တာတွေရှောင်ပါသူများအတင်းလုံးဝမပြောပါနဲ့အမှားလုံးမိခဲ့ရင်တောင်းပန်ပါယူတာပါယုံကြည်စိတ်ချရတယ်ဆိုတဲ့ကိုချင်းသိက္ခာရှိပါစေအမြဲမပြတ်တင်ယူနေပါအကောင်းမြင်စိတ်ထားပါသူတစ်ပါးကိုကူညီပါအလှအပနဲ့တကိုယ်ရေးပုံပန်းသွင်ပြင်အပြိုပေါ်ဝင်ပြီဆိုတာနဲ့အလှအပရေးရာနဲ့တကိုယ်ရေးပုံပန်းသွင်ပြင်ကိုဂရုစိုက်မိလာကြတာပါပဲဘယ်လောက်ပဲမိဘကခလေးစိတ်မကုံအောင်ဆိုပြီးတနခါလိန်ခိုင်းရှဲအင်ကြီးလက်ရှည်ဝတ်ခိုင်းရင်အောင်တဘာဝအရာအလှခြင်းပါပြီအခုခေတ်လို
အင်တာနက်ခေတ် social media ခေတ်မှာတော့17နှစ်လောက်ဆိုရင်ကိုကောင်းကောင်းသိနေပါပြီတချို့များလူကြီးတွေထက်တောင်အလှပြင်တတ်ပါသေးတယ်ကျမတို့ငယ်တုန်းကလိုပရိုမီနာနဲ့ရှင်မရောင်တနခါခင်မဟုတ်တော့ပါဘူးဘယ်နိုင်ငံကလာတဲ့ဘယ်တစ်စိတ်လိုချင်တယ်လဲကိုရီးယားမင်းသမီးလေးသုံးတဲ့မိတ်ကပ်လိုချင်သလားထိုင်းမင်းသမီးလေးကြော်ညာတဲ့အသားဖြူခရင်သုံးချင်သလား American English brand ကိုမှသုံးချင်သလားပြည်ရင်းကထုတ်တာတွေသုံးကြည့်ချင်သလားရွေးစရာတွေအများကြီးဖြစ်လာပါတယ်မနက်မိုးလင်းရင်လိမ့်တာနဲ့ညလိမ့်တာနဲ့အပြင်ထွက်ရင်လိမ့်တာနဲ့အိုင်ရှယ်ရိုကပဲလို့နှကန်းဒီကတော့ဘာတစ်စိမ့်မှမတ်ဆိုရင်တော့ဘာ brand မှဆိုတာတွေများလာတဲ့အမျှအမျိုးသမီးလေးတွေရဲ့အလှအပဈေးကွက်ကအကြောက်ခမန်းလေးလေးကိုကြီးထွားလာပါတယ်တစ်ဖက်မှာလည်းအလှအပမကြိုက်သူတွေအမေတွေအဖွားတွေကမကြိုက်လို့ခိုးလင်းရသူတွေရှိနေနိုင်ပါသေးတယ်ငယ်တုန်းမှာတော့မပြောလို့ပင်မဲ့10တန်းအောင်လို့တက္ကသိုလ်တက်သို့မဟုတ်လုပ်ငန်းခွင်ဝင်ပြီဆိုရင်တော့ကိုပြုတ်ပြင်းလေးနေတင်တယ်လို့ထင်ပါတယ်အလွန်အကျွံအလှကြီးထိုင်ပြင်းနေလက်သက်အရှိထားပြီးဘာမှမလုပ်တတ်မကင်တတ်တာမျိုးကိုမဆိုလိုပါဘူးခင်နဲ့အညီတင်းလျောက်ပတ်တဲ့ဝတ်စားစင်ရင်ပြုတ်ပြင်းမှုမျိုးတော့ရှိတယ်နဲ့တက်ရနဲ့ personal grooming လို့ခေါ်တဲ့တကူရီသားနာတည်သက်စွာနေထိုင်ခြင်းအလေးအထားကိုမွေးမြူစေချင်ပါတယ်မိတ်ကပ်လိမ့်တက်ဖို့လဲစိုက်မှာသွားတင်နေစရာမလိုပါဘူးဘလော့ဂါတွေယူတူဘာတွေတစ်ယောက်နှစ်ယောက်လောက်ကြည့်လိုက်ရင်ကိုတတ်ပါတယ်တကူရီတန်ရှင်းအောင်ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်အောင်နဲ့တင်းလျောက်ပတ်စွာဝတ်စားစင်ရင်တက်အောင်လေ့လာသင့်တယ်လို့ထင်ပါတယ်အလုပ်ဝင်ပြီဆိုရင်တော့အလုံးနဲ့တင်လျော်တဲ့အဝတ်အစားအစင်တစားတွေကိုအစင်ပြေဝတ်စားတတ်စေချင်ပါတယ်အင်တာနက်ပေါ်ကနေတင်ယူလို့ရတာတွေအများကြီးရှိတာမို့ဖက်ရှင်ကိုဝါသနာပါတဲ့အမျိုးသမီးလေးတွေအနေနဲ့ဖက်ရှင်ကြအောင်ဝတ်ဆင်နိုင်တယ်လို့ဝါသနာမပါရင်တောင်မှအထိုက်အလျောက်လေ့လာထားတင်တယ်လို့ထင်ပါတယ်အရေးကြီးတဲ့ဝတ်စားဆင်ရင်မှုလုပ်ငန်းခွင်ကိုစောင့်ဝင်တော့မဲ့အမျိုးသမီးလေးတစ်ယောက်တည်တဲ့အထက်မှာဝတ်စားဆင်ရင်မှုကအရေးကြီးတဲ့နေရာကနေပါဝင်ပါတယ်တက်ရနဲ့နေတဲ့ထိုင်တက်ရှိခြင်းက first impression လို့ခေါ်တဲ့မြင်ချင်းလေးသားမှုကိုရရှိစေပါတယ်ဝတ်စားဆင်ရင်မှုနဲ့ပတ်သက်ရင်ကျမအတွက်အရေးကြီးဆုံးကအစမတ်ကြဖို့ရဲ့တက်တောင်တရှိဖို့အပြင်နေရာတော်များနဲ့လိုက်ဖက်ဖို့လိုပါတယ်အင်တာဗျူးဖြေတာကစလို့လုပ်ငန်းခွင်ထဲမှာယာရုကြီးလာသည့်အထိလိုက်ဖက်တဲ့ဝတ်စားဆင်ရင်မှုမျိုးဂရုတစိုက်လေးဝတ်စေချင်ပါတယ် professional dressing မှာ formal ကြဝတ်ချင်နေဆိုရင်စကတ်နဲ့အင်ကြီးတစင်တဲကိုကုတ်အင်ကြီးထပ်ဝတ်တာမျိုးအင်ကြီးနဲ့ဘောင်းမီရှည်ဝတ်တာမျိုးမြန်မာဝတ်စားမှာဆိုရင်လုံခြုံတဲ့အင်ကြီးလက်ရှည်နဲ့လုံကြီးကိုဝတ်ဆင်လို့ရပါတယ် formal dressing မှာအရေးကြီးဆုံးကအယောင်ရယ် print လို့ခေါ်တဲ့အကွက်တွေအစင်းတွေဟာတက်နိုင်တဲ့လောက်အကွက်အစင်းသေးရပါမယ်အစင်းကြီးရင် casual လို့ခေါ်တဲ့ထသားထလာဒီဇိုင်းမျိုးဖြစ်သွားနိုင်စေပါတယ်လက်ဝတ်လက်စားကိုလည်းအများကြီးမသုံးမဲ fine jewelry လို့ခေါ်တဲ့တမိုးရှိတဲ့လက်ဝတ်ရတနာတစ်ခုကောင်းကိုဝတ်ဆင်လို့ရပါတယ်ပွဲလမ်းသဘင်မှာတော့အတိထက်ပိုများဝတ်ဆင်ကြပါတယ် formal dressing smart casual dressing လက်ဝတ်လက်စားအသုံးအဆောင်ရွေးချယ်မှုတွေအယောင်အစင်ဒီဇိုင်းရွေးချယ်မှုတွေကိုလေ့လာထားတဲ့လို့ကိုယ့်ရဲ့ပုံရိပ်နဲ့ကိုက်တဲ့ကိုနှစ်သက်တဲ့ style လေးတစ်ခုကိုလည်းတတ်မှတ်ထားပြီးဝတ်ဆင်လို့ရပါတယ်ဘယ်အဝတ်စားကိုဝတ်တက်ရက်တန်ရှင်းဖို့မိဘူးတည်ချာတိုက်ဖို့တကိုယ်ရည်တန်ရှင်းရေးကိုအလေးထားဖို့ကအထူးသတိထားရမယ့်အချက်တွေပါပဲကိုယ်တိုင်အပြင်ကိုယ့်ရဲ့အလုပ်စပွဲကားတွေစတဲ့နေရာတွေမှာတန်ရှင်းတက်ရက်နေတာကလည်းကိုယ့်ရဲ့ပုံရိပ်ကိုတက်စေတဲ့အရာတွေပဲဖြစ်ပါတယ်ကိုယ်ပိုင်ဟန်နဲ့ကိုယ်ပိုင်စတိုင်အမျိုးသမီးတစ်ယောက်အလုပ်လုပ်တာမလုပ်တာနဲ့မဆိုင်ပါဘူးတစ်ချိန်လုံးအလှပြင်းနေစရာအကောင်းစားတွေကြီးဝတ်နေစရာမလိုပေမဲ့ကိုယ့်ရဲ့ဂုဏ်ချက်တည်းကိုတိုးတက်စေတဲ့ကိုယ်ပိုင်ဟန်လေးနဲ့ဝတ်စားပြင်ဆင်တတ်ဖို့လိုပါတယ်မြန်မာဝတ်စုံနှစ်သက်သူဆိုရင်လည်းမြန်မာဝတ်စုံကိုပဲရှေးဆန်ဆန်လေးဝတ်မလားခေတ်ဆန်ဆန်လေးချုပ်ဝတ်မလား ready made အင်ဂျီတွေကိုပဲပြောင်းလုံးကြီးလေးတွေနဲ့ဝတ်မလားဒီထက်ပိုပြီး fashion ကြရင်ကြတဲ့အလျောက်ဝတ်စားပြင်ဆင်သင့်ပါတယ်ဟိုနာဒီနာပဲလေဆိုပြီးအိမ်နေရင်အင်ဂျီကြီးနဲ့အပြင်ထွက်တာတွေပြဲနေတဲ့အဝတ်စားတွေကိုမလဲပဲလူကြတဲ့အလွယ်သွားလိုက်တာမျိုးတွေကိုရှောင်ကျဉ်စေချင်ပါတယ် traditional style ရိုးရိုးရှင်းလေးဝတ်ဆင်ရတာကြိုက်တဲ့ခေတ်သိမ်ဆန်ခြင်းနဲ့အမျိုးသမီးတွေအနေနဲ့ရိုးရှင်းတဲ့အနောက်တိုင်းဝတ်စုံလေးတွေအစပြောင်လေးတွေကိုရိုးရိုးရှင်းချုပ်ထားတဲ့မြန်မာဝတ်စုံလေးတွေဝတ်ဆင်လို့ရပါတယ်တက်တောင်တက်တာရှိပြီးတစ်ဖက်လူရဲ့လေးစားမှုကိုအလွယ်တကူရရှိနိုင်တဲ့ဘဲအချိန်ဆိုတင့်တယ်တဲ့ဝတ်စုံလေးတွေကိုမပွားလုံးမကြက်လုံးဝတ်ဆင်တာကမိမိကိုယ်ကိုယုံကြည်မှုတိုးစေပါလိမ့်မယ်အယောင်ရွေးချယ်မှုမှာလည်းတအားမတောက်လွန်တဲ့အယောင်တွေကိုရွေးချယ်ဝတ်ဆင်လို့ရပါတယ်
အင်ဂျီတာရွေးချယ်မှုမှာတော့ခြိသားလေးတွေရုံးဝတ်စားမှာဆိုရင်လည်းရှက်အင်ဂျီပြောင်လေးတွေကိုစကတ်ရှည်သို့မဟုတ်ဘောင်းမီရှည်ပြောင်လေးတွေအပွင့်အခက်အသေးလေးတွေကိုရွေးချယ်ဝတ်ဆင်နိုင်ပါတယ်မိတ်ကပ်လင်းချယ်ရမှာလဲကိုယ့်ရဲ့ကိုယ်ပိုင်အလှကိုအထောက်ပံ့ပေးနိုင်မယ့်အယောင်ငိမ်လေးတွေကိုလင်းချယ်သေးကြပါတယ်အဝတ်စားနဲ့လိုက်ဖက်တဲ့လက်ဝတ်လက်စားနဲ့လက်ကင်အိတ်ဖက်နှက်လဲစီစတဲ့အသုံးဆောင်ပစ္စည်းတွေကိုရွေးချယ်ဝတ်ဆင်တတ်ခြင်းကဘယ်နေရာဖြစ်ဖြစ်အများရဲ့လေးစားမှုကိုရရှိစေပါလိမ့်မယ် Sport style ယောက်ျားလေးဆန်တဲ့ personality ရှိတဲ့အမျိုးသမီးတွေကတော့အဝတ်အစားခပ်ပပွားတွေယောက်ျားလေးရှက်အင်ဂျီတွေဘောင်းမီရှည်တွေကိုပို့ပြီးနှစ်သက်တတ်ကြပါတယ်တီရှပ်နဲ့ဂျမောင်းမီကသူတို့အနှစ်သက်ဆုံး style တွေဖြစ်ပြီးလက်ဝတ်လက်စားရှုပ်ရှုပ်တွေရောင်စုံပရီးလုံးတွေအကွက်အစင်ကြီးကြီးဒီဇိုင်းတွေကိုနှစ်သက်တတ်ကြပါသေးတယ်မိတ်ကပ်လင်းရတာအလှပြင်ရတာတို့အချိန်ကုန်တယ်လို့ထင်ပြီးတက်နိုင်တဲ့လောက်အဝတ်အစားအတွက်အုတ်နှောက်စားမခံကျင်တဲ့သူတွေဖြစ်ပါတယ်ဒီလိုအမျိုးသမီးလေးတွေအနေနဲ့ကိုယ့်ရဲ့လုပ်ငန်းခွင်နဲ့လူမှုပတ်ဝန်းကျင်မှာယူထားရတဲ့တာဝန်လုပ်ငန်းသဘောတဘာဝအရှင်းတန်ရတဲ့အနေအထားတွေပေါ်မူတည်ပြီးအဝတ်အစားကိုပေါ်ပါလွတ်လပ်ယုံတာမကပဲတစ်ဖက်သားလေးစားမှုရအောင်လဲဝတ်ဆင်တတ်ဖို့လိုပါတယ်အလှအပအတွက်မဟုတ်ပင်မဲ့လက်အောက်ငယ်သားတွေကကိုယ်စကားနားထောင်အောင်လုပ်ငန်းခွင်ထဲမှာကိုယ့်ရဲ့ဩဇာအာဏာတည်အောင်ဝတ်စားနေထိုင်ကြဖို့လိုအပ်ပါတယ်တချို့သောအလုပ်တွေမှာလုံးဝမလိုအပ်ပါဘူးဒါပေမဲ့တချို့သောလုပ်ငန်းခွင်တွေမှာတော့အရေးကြီးလာတဲ့လိုအပ်ချက်တစ်ခုဖြစ်တာမို့ကိုယ့်ပတ်ဝန်းကျင်ကိုယ့်ပုံရိပ်နဲ့လိုက်ရောညီထွေဖြစ်အောင်ဝတ်စားဆင်ရင်တက်ဖို့ကအရေးကြီးလာပါတယ် elegant style တာနာတည်တဲ့ style မျိုးကိုနှစ်သက်တဲ့အမျိုးသမီးတွေကတော့ဝတ်စားဆင်ရင်မှုနဲ့တည်တတ်မှုအတွက်အချိန်ပြည့်စုံဖြစ်ပါတယ်ကိုယ်နဲ့လိုက်ဖက်တဲ့အယောင်ဒီဇိုင်းအဆင့်အသွေးကိုစိတ်ဝင်တစားလေးလာရုံမကလက်ဝတ်လက်စားကိုပါရွေးချယ်ပြီးဝတ်ဆင်တတ်တဲ့သူတွေဖြစ်ပါတယ်မိတ်ကပ်လင်းရမှာမပြင်းတဲ့သူတွေဝတ်အစားနဲ့သပင်ကိုလိုက်ဖက်အောင်ပြုပြင်သူတွေသူများထက်စံပြထင်ရှားတောက်ပြောင်တဲ့ဝတ်တွေဝတ်ရမှာမကြောက်သူတွေဖြစ်ပါတယ်ဝတ်အစားကိုကုန်ကျက်တဲ့ရည်နဲ့အဆင့်အတန်းတစ်ခုကိုဖော်ပြဖို့ဝတ်ဆင်တာဖြစ်ပြီးကိုလည်းယုံကြည်မှုအပြည့်ရှိတဲ့အမျိုးသမီးတွေဖြစ်ပါတယ်ဒီလိုအမျိုးသမီးတွေအနေနဲ့မြန်မာဝတ်စုံကိုပဲဝတ်အနောက်တိုင်းဝတ်စုံကိုပဲဝတ်စုံပြည့်ဝတ်ကြလေရှိပါတယ်ခန္ဓာကိုယ်နဲ့တိုင်းချုပ်ထားတဲ့ချုပ်ရိုးချုပ်သားကောင်းတဲ့အဝတ်မျိုးတွေကိုရွေးချယ်ဝတ်ဆင်သင့်ပြီးပိုးသားလိုအဝတ်စားတွေအသားနဲ့ကတ်နေဤနေတဲ့အဝတ်စားမျိုးတွေကိုလည်းရွေးချယ်ဝတ်ဆင်သင့်ပါတယ်ခန္ဓာကိုယ်ရဲ့အချို့အစားကျခြင်းကတော့ဒီလိုမျိုးသမီးတွေအတွက်အရေးကြီးလာပါတယ် body and mind ခန္ဓာကိုယ်အလှနဲ့စိတ်အလှခန္ဓာကိုယ်နဲ့မျက်နှာအသားရည်လှပအောင်ထိမ့်သိမ့်ပြုပြင်ကြဝတ်စားဆင်ရင်မှုကိုဂရုစိုက်ကြသလိုပဲစိတ်အလှရှိဖို့ကလည်းအရေးကြီးတယ်လို့ထင်မိပါတယ်ဒီနေရာမှာလူကြီးမိဘတွေရဲ့ပြုစုပြုထောင်သွန်သင်မှုကအရေးကြီးသလိုကိုယ်ပဲသူတွေနဲ့ပေါင်းနေလဲဆိုတာကလည်းအရေးကြီးလာပါတယ်ကျမကတော့ကံကောင်းထောက်မှလို့စိတ်ထားလာတဲ့မာနမကြီးတဲ့ပကာသနနဲ့ငွေကြေးချမ်းသာမှုတစ်ခုတည်းကိုအလေးမထားတဲ့တငယ်ချင်းမိတ်ဆွေတွေရှိခဲ့လို့ကံကောင်းတယ်လို့ထင်ပါတယ်ဒီ15နှစ်ကနေ25နှစ်အသက်အရွယ်အပိုင်းခြားမှာလေးလာစူးစမ်းခြင်းတဲ့စိတ်တွေများပြီးတငယ်ချင်းမိတ်ဆွေစကားကိုသာယုံတတ်တာမှုတစ်ခုခုမှားယွင်းသွားရင်ဘဝနဲ့ချီးပြီးယူကျုံမရဖြစ်ရတတ်ပါတယ်ဒီနေ့ခေတ်မှာတော့အသက်73-14နှစ်ဆိုရင်ရီးစားလဲထားနေကြပါပြီအလှလဲပြင်တတ်တယ်လို့ Facebook Instagram TikTok YouTube အကုန်သုံးတတ်ပါပြီအဲ့ဒီအချိန်မှာအတွေးအခေါ်ရှိဖို့ပြန်ပြင်လို့မရတဲ့အရာတွေကိုမဆန်းသက်မိစေဖို့စိတ်ရောလူရောလှဖို့ကြိုးစားစေချင်ပါတယ်မိဘတွေအနေနဲ့လည်းအလှမပြင်နဲ့အင်တာနက်မသုံးနဲ့အိမ်ထဲကအိမ်ပြင်မထွက်နဲ့လို့ပြောလို့ရတဲ့ခေတ်မဟုတ်တော့ပါဘူးအိမ်ထဲကအိမ်ပြင်မထွက်ဖဲလဲဆိုရှယ်မီဒီယာကနေတဆင့်ရှိစားရနေနိုင်ပါတယ်မန္တလေးကညီမလေးတယောက်ကျမရဲ့ပေမှာအာကိုတကြီးလာမေးမှုပါတယ်နေကနေမိဘနဲ့ခွဲပြီးကြောင်းလာတက်တာပါ Facebook သုံးရင်နဲ့အကောင့်လေးတယောက်နဲ့အပြင်မှာမမြင်ဘူးပဲကြီးစားဖြစ်ပါတယ်ကောင်းလေးကအပြင်မှာချိန်တော့သွားမိတယ်ကောင်းလေးကရီးစားအဖြစ်ကနေအဆင့်တက်ဖို့ကြိုးစားတော့သူကညင်းပြီးထွက်ပြေးခဲ့တယ်လို့ပြောပါတယ်ပြဿနာကကောင်းလေးကဖုန်းနေတူကွန်ကွန်ဆက်ပြီးသူ့အလုပ်ကိုမလိုက်ရင်ချက်ထားတဲ့ sorry အင်တာနက်ပေါ်တင်လိုက်မယ်ကျောင်းကအပြင်မှာစိုက်ကဲနဲ့ပြန်ပြီးဆွဲမယ်စသဖြင့်ချိန်ချောက်လို့နေတိုင်းပဲငိုနေရပါတယ်ဘာလို့ရမလဲဆိုပြီးတော့မေးလာတာပါကျမလည်းဘလို့ဖြည့်ရှင်းရမယ်ဆိုတာသိတယ်အမတွေစီဖုံးဆက်မေးချက်ချင်းပဲသူ့စီဖုံးခေါ်ပြီးတစ်ဖက်လူရဲ့အလိုကိုမလိုက်ဖို့တယောက်တည်းအပြင်မထွက်ဖို့ဆက်နောက်ရှက်ရင်တိုင်လို့ရတဲ့အဖွဲ့အစည်းတွေရဲ့အချက်လက်တွေပါပေးပြီးမကြောက်ဖို့အားပေးရပါတယ်အမတ်တင်သတိရမိနေတဲ့အဖြစ်အပျက်လေးတစ်ခုပါဆိုလိုချင်တာကမိဘတွေအနေနဲ့ကိုသမီးဘာလုပ်နေရဲဆိုတာကိုသိဖို့တော်တော်လေးခက်ခဲတဲ့ခေတ်ရောက်နေပါပြီအိမ်ထဲမှာပိတ်ထားတော့လဲလူရောမတိုးသူရောမတိုး
လောကအကြောင်းဘာမှမသိအလုတ်လုတ်တော့မှအနိုင်ကျင့်ခံရလို့အလုံးမလုတ်တက်လို့မျက်ရည်နဲ့မျက်ခွက်ဖြစ်နေရတာမျိုးလည်းမဖြစ်စေချင်ပါဘူးတတိရှိရပါမယ်တစ်ချိန်တည်းမှာပဲကျင်နာတတ်ရပါမယ်ကိုချင်းစာသိရှိရပါမယ်တစ်ချိန်တည်းမှာဆုံးဖြတ်ချက်တွေချနိုင်ရပါမယ်အများအတွက်စဉ်းစားတတ်ရပါမယ်တစ်ချိန်တည်းမှာကိုယ့်ရဲ့ပျော်ရွှင်မှုကိုလည်းအလေးထားတည်ဆောက်တတ်ရပါမယ်ကျမမိတ်ဆွေလုပ်ငန်းရှင်အမ2ယောက်ရှိပါတယ်တစ်ယောက်ကသမီး3ယောက်မွေးထားတယ်နောက်တစ်ယောက်ကသမီး2ယောက်သူတို့ကပါသမီးတွေနဲ့လိုက်မိအောင်ဝတ်စားနေထိုင်ပြုပြင်ပုံများညီအမတွေအလားထင်ရပါတယ်သမီးတွေကလည်းအမေရဲ့အလုပ်တွေကအစဝိုင်းလုပ်ပြီးတွတ်တွတ်ပေါ်တွေလို့ဖြစ်လို့နေပါတယ်သမီးကလေးတွေရုပ်ရည်အလှပစိတ်အလှနဲ့တွေးခေါ်မျိုးမြင်နိုင်စွမ်းရှိဖို့ကမိခင်ဖခင်တွေအုပ်ထိန်သူတွေရဲ့အခန်းကဏ္ဍကအများကြီးအရေးပါတယ်လို့ပဲသမီးလေးတွေညီမလေးတွေကိုယ်တိုင်လည်းအမြင်ကျကျနဲ့ကြိုးစားအထောက်ဖို့လိုအပ်ပါတယ်ဒီနေ့တော့တထားကဒီလောက်ပဲဖပြပေးသွားပါရရှင်နောက်ရက်တွေမှာလည်းအခန်းသက်လေးနဲ့ထပ်ပြီးတော့ဖပြပေးမှာမို့တထားရဲ့ channel လေးကိုစောင့်ကြည့်ပြီး like and subscribe လေးလုပ်ထားပေးကြလို့ရပါတယ်ရှင်အားလုံးပဲကျေးဇူးတင်ပါတယ်ရှင်